နေပူလို့စိတ်ညစ်နေပါသလားနေမင်းကြီးမှာတရဝင်းပိုင်ရှင်ရှိနေပြီးသူမကတင့်စီကနေနေရောင်ကြီးအခွန် test ကဖို့စူးစမ်းခဲ့ဘူးတဲ့ဆိုလာတင်သိပါသလားဒါဟာတာဇလန်မဟုတ်ပဲ2010ခုနှစ်မှာစပိန်နိုင်ငံက Angeles Duran ဆိုတဲ့အမျိုးသမီးတကယ်လှုပ်ဆောင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်နိုင်ငံတကာအာကာသဥပဒေ Outer Space Treaty မှာဘယ်နိုင်ငံကမှဂျူရီကိုပိုင်ဆိုင်ကြောင်းမကြေညာရဘူးလို့တားမြစ်ထားပါတယ်ဒါပေမဲ့လူပုဂ္ဂိုလ်တဦးချင်းစီအတွက်တော့တားမြစ်ချက်မရှိဘူးဆိုတဲ့ဟာကွက်ကို Angeles ကအပိုင်တွက်ပြီးနေမင်းကြီးကိုသူမပိုင်ဆိုင်ကြောင်း Notary ရုံးမှာတရားဝင်မှတ်ပုံးတင်စာချုပ်လက်မှတ်ထိုးခဲ့ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့နေရောင်ကြီးထုံးဆွဲနေတဲ့လူသားအလုံးစီကနေအခွန်ကောက်ဖို့ပါ။သူမကအလိုစေတနာရှိသူတူလို့လည်းဟန်ဆောင်ခဲ့ပါသေးတယ်။ကောက်ခံရရှိငွေရဲ့90%ကိုအစိုးရကိုပေးမယ်။ကျန်တာကိုပင်စင်စားတွေသိပ္ပံတူတနောနဲ့ငတ်မှုတိုက်ဖက်ယူမှသုံးမယ်။သူမအတွက်ကတော့20%ပဲယူမယ်လို့ဆိုပါတယ်။ Angeles ဟာနေမင်းကြီးဘော်ကမြေခွက်တွေကိုပါ eBay ပေါ်မှာလဲလံတင်ရောင်းချဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ eBay ကဒါဟာလက်တွေ့မပြဘူးဆိုပြီးသူမအကောင့်ကိုပိတ်လိုက်တာကြောင့် eBay ကိုပါတရားပြန်ဆွဲခဲ့တဲ့အထိခေသူမဟုတ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့တရားရုံးကဒီကိစ္စကိုပယ်ချခဲ့လို့သာကဘာသူကဘာသားတွေနေရောင်ကြီးဖို့ပေးရမယ့်ဘေးကတီလေးလွတ်သွားခဲ့တာပါ။အခုထိတော့သူမဟာတပြားမှအခွန်မကောက်နိုင်သေးပေမဲ့ဒီဖြစ်ရပ်ကတော့ကဘာဥပဒေသမိုင်းမှာအထူးဆန်းဆုံးအမှုတစ်ခုဖြစ်ကြံရစ်ခဲ့ပါတယ်။